သမီးထင်တယ်လို့မိဘနှစ်ပါးကတကယ်ကိုသမီးကိုမချစ်လို့ပေးလိုက်တာဆိုရင်တော့မှမိဘအပြစ်မဟုတ်သမီးကံလို့မလိုချင်လို့ပေးလိုက်ရင်တော့မိဘအပြစ်လားတာသမီးကံလားတာသမီးကံနော်မျက်လုံးကလူတိုင်းမှာဘယ်နှလုံးပါလဲနှလုံးပါတယ်အဲ့ဒါတစ်လုံးကလောကရှုထောင့်ကကြည့်ဖို့တစ်လုံးကဓမ္မရှုထောင့်ကကြည့်ဖို့နော်အရာတိုင်းကိုရှုထောင့်နှစ်မျိုးကြည့်မှအမှန်မြင်တာတစ်ဖက်တည်းနဲ့ကြည့်ရင်အမှန်မမြင်ဘူးဆိုတော့အမေတယောက်ကခလေးလေးမွေးတယ်မွေးလို့လည်းပြီးရောမလို့ကျွန်တော်လမ်းဘေးတော့ပြစ်ထားဟာဒီမိမခင်စိတ်မပြီးသားဘူးမိခင်စိတ်မရှိဘူးမလို့ချင်းမမွေးနဲ့ပေါ့မွေးပြီးကမိဘမေတ္တာနဲ့စောင့်ရှောက်ရမှာပေါ့ဘယ်လိုညာလို့အပြစ်တွေပြောတာအဲ့ဒါလောကရှုထောင့်အောင်ပြောတာဒီဟာတခုတည်းနဲ့အစင်မပြေဘူးအဲ့ဒီအတွက်ဘုန်းကြီးတခုပြောပြမြတ်စွာဘုရားရှင်လက်ထက်တုန်းကဇောတိကဇတိလကာကွဏမင်တကတထေကြီး၄ဦးရှိတယ်ဇတိလတထေအိမ်နောက်ဖေးမှာရွှေတောင်ပေါက်တဲ့တထေပေါ့သူ့ရွှေတောင်ဘလောက်ကောင်းလဲဆိုရင်ပေါက်တူးနဲ့ပေါက်လိုက်လိုချင်တဲ့တော့အချိန်30ဆိုအချိန်30တုံးထွက်တယ်အဲ့ဒီပေါက်တူးအဲ့ကျွေတုံးကြီးဖယ်လိုက်တဲ့နဲ့ဟိုမှာပြန်ပြေးသွားဘယ်လုံးမှသုံးမကုန်တာပြီးရောဒီတထောင်နဲ့တော့မှစိတ်ကြိုက်ပဲသူငယ်တုန်းကသူ့ကိုမွေးတော့လေမမွေးခင်တည်းကအမေကတစ်တန်တစ်လုံးရိုက်ထားတာဒီကလေးမွေးပြီးရင်ရေမျောပြောပြီးသားတစ်တန်ကိုပုံညက်တွေနဲ့ရေထဲမျောမှဆိုရေမစက်အောင်တခါတည်းလုပ်ပြီးသားသူ့လည်းမွေးပြီးရောမိခင်ဝမ်းကကြွတ်ခါစားကိုဝွန်အညစ်အကြေးတွေပေးနေတာတော့အဲ့ဒါရေမဆေးပဲနဲ့ဒီတိုင်းချက်ချိုးဖြတ်ပြီးမျောလိုက်တာမြေကြောင်တိုင်းမျောသွားတော့ဟိုမှာရေချိုးစိတ်မှာလည်းရေချိုးနေတဲ့အမျိုးသမီး2ယောက်ရှိတယ်အလှမ်းမြင်တော့တယောက်ကလေလူလောပါလေကြောက်ချာကောင်းနိုင်လားလှမ်းမြင်တဲ့ပထမအမျိုးသမီးကဟိုမှာတစ်တတုံးမျောလာတယ်အဲ့ဒါငါဟာတဲ့ဘာမှမသိညာမှမသိနော်နောက်တယောက်ကလည်းအေးမျက်စိနဲ့မြင်နေရတာနင့်ဟာတဲ့မမြင်ရတဲ့အထက်ကဟာငါဟာတဲ့ဟောလုတ်ပြအောင်အထက်မှာမပွေးတာအခွေလိုက်ပါလားဒုက္ခရောက်မယ်နော်အဲ့ဒါဟိုရောက်တော့ခလေးလဲဖြစ်နေရောအရှင်နုရုဒ္ဓသွားလှူတယ်အရှင်နုရုဒ္ဓဒီကလေးရဲ့ကံကြမ္မာကြည့်လိုက်တော့လောကချမ်းသာခံစားပြီးမှနိဗ္ဗာန်ရမှာဒီကလေးကဒီဘဝမှာယဟန္တာဖြစ်မှာသို့တော့လောကီစည်းစိမ်ခံစားအောင်မှာအဲ့ဒါသိတဲ့အတွက်သူတက္ကတထေပေးလိုက်အောင်တက္ကတထေကလည်းအရှင်နုရုဒ္ဓပေးတယ်ဆိုဝန္တာအာရနဲ့ခေါ်တော့တာအဲ့ကလေးလည်းအိမ်ရောက်ရောတရက်ထဲနဲ့လေ12နှစ်လုံးရောင်းမထွက်တဲ့ကုံနေအကုံလုံးတရက်ထဲနဲ့ရောင်းလို့ကုန်ဟာဒီကလေးလက်ကောင်ဟာဆိုပြီးတော့အရွယ်ရောက်တော့သမီးနဲ့ပေးစားတယ်အဲ့ကလေးရောက်တဲ့တက်လိုက်တဲ့စီးပွားလည်းသုံးမကုန်ဖြုံးမကုန်ရကဲအဲ့ကလေးမွေးပြီးတာနဲ့အမေကတခါလေးပြစ်တယ်မမွေးခင်နဲ့ပြစ်ဖို့စီစဉ်ထားတယ်ဘာကြောင့်လဲဒီကလေးရဲ့ရှေ့ကံကိုကြည့်လိုက်တော့ကတ္တပဘုရားရှင်လက်ထက်တုန်းကအဲ့ဒီကလေးကပရိန်ဆရာကတ္တပဘုရားပရိနိဗ္ဗာန်ဆန်တော့တက်တော်ရှည်ဘုရားတွေပရိနိဗ္ဗာန်ဆန်ရင်ဟိုတေဇောတတ်မလောင်ဓာတ်တော်မပြိုကွဲဘူးဘာဖြစ်လို့လဲဖူးမြော်သူစုံတို့ဘုန်းကြီးတို့မြတ်စွာဘုရားကဘုရားဖြစ်နေ45နှစ်ပဲသတင်းတော်ရဖူးမြော်သူမစုံတော့အဋိဌာန်လိုက်တယ်တေဇောတတ်လောင်စေတည်းဘယ်သူမှမိသွားတော့တာမဟုတ်သူထလောင်တာဓာတ်တော်တွေပြိုကွဲစေတည်းဓာတ်တော်2တင်းသားရတယ်မြန်မာပြည်မှာတော့ဘုရားဓာတ်တော်စေတီတွေရှိတာပဲတိရိတ္တမသောကမင်းကိုယ်တိုင်ကိုယ်ဌာနတဏ္ဍာပြုလွှတ်လိုက်တော့ဓာတ်တော်တွေပေးလိုက်တာပါတယ်အဲ့တော့လူတွေကဖះဓာတ်တော်ဆိုပြီးတော့ကျင်ညိုတရာစိတ်တွေနဲ့ပူဇော်တယ်ဆိုကိုယ်တို့တွေရတာပေါ့အဲ့လိုဖြစ်အောင်လို့တက်အဋိဌာန်လိုက်ကတ္တပဘုရားကြတော့2000တန်းမှာပွင့်တယ်တက်တော်16000ထိနေသွားတာဆိုတော့ဖူးမြော်သူစုံတော့သူကဓာတ်တော်မပြိုကွဲဘူးဒါဆိုရင်ဇေဒီတဲမယ်ဆိုတဆူတည်းပဲတဲမှာဟိုချီမာလေးခုတ်ပြလိုက်အဲ့ဒါဇေဒီတဆူကျင်ညိုလေးခုတ်ပြလိုက်ဇေဒီတဆူအဲ့လိုလည်းလုပ်လို့မဖြစ်ဘူးလေတဆူတည်းပေါင်းတဲမှာဒါဆိုရင်တော့ရွှေဇေဒီတဲမယ်ဆိုတဲတာတီးခွဲလိုက်တာထပနာသွင်းကန်ဒီမှာယဟန္တာတစ်ပါးကဒီဇေဒီဖူးဖို့ကြွလာလက်ပတ်ကြည့်လိုက်တော့မအူးတစ်ဖက်ကမပြီးသေးဘူးမေးတယ်တခါကြီးတို့ဒီမအူးကမပြီးသေးဘူးလားထပနာသွင်းတော့မယ်လေအရှင်ဘုရားကဒါတိုင်းသူပြည်သားလူများတာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ဗျာအဲ့ဒါဆိုရင်ငါတခါသွားပြောမယ်ထပနာသွင်းမဲ့ရကကတ်နေပြီတခါကိုသွားပြောတယ်ဘုန်းကြီးတွေလည်းတခါတွေကိုပြောလို့ရှိရင်ရာသီဥတုကိုတော့ကြည်တင်တယ်ထင်တယ်နော်ရာသီဥတုဆိုသိလားမျက်နှာအကဲခတ်လို့ပြောတာနော်ရာသီဥတုကြည်တင်တယ်အခုယဟန္တာရှင်မြတ်ကရာသီဥတုမကြည့်ဘူးရောက်တာနဲ့တန်းပြောတာဒကာကြီးတို့ဘက်က
ရွှေမလောက်လို့ဟိုမှာမဦးတစ်ဖက်မပြီးဘူးဖះထပ်ပနာသွင်းဖို့ရက်ကကတ်နေပြီတခါကြီးတို့ကြည့်လို့တဲ့နေမို့လားသူပြောတာတော့အမှန်ပဲလေဒါပေမဲ့တကားအဲ့ချိန်ဘာဖြစ်နေလဲဆိုလင်မြချင်းညာဖြစ်စိတ်ဆိုးတာစိတ်ဆိုးတဲ့အချိန်သွားပြောလိုက်တော့ဒီမှာဘာဖြစ်မှမသိကိုတော်ကလည်းအရေးတဲ့တမောင်ဆိုတဲ့ပုံစံမျိုးနဲ့စိတ်မရှိလို့ပြောလိုက်တာကိုတော့ဖះရေတဲ့မျောလိုက်တဲ့တခွန်းနဲ့ဗါတဲ့ကိုတော့ဖះရေတဲ့မျောလိုက်ဝစီဘေတာအဲ့တခွန်းကြောင့်ဘဝတရားတိတိအမျောခံရတာအခုဒါနောက်ဆုံးဘဝအမျောခံတာနော်အဲ့ဒီရှိမှသူ့ကိုမွေးခဲ့တဲ့အမေ69ယောက်လို့မျောတာကဲဒါဆိုမအေးတွေအပြစ်လားခလေးရကန်လားဓမ္မမျက်လုံးနဲ့အဲ့လိုကြည့်ရင်လောကမှာဘယ်သူမှအပြစ်တင်စရာမရှိဘူးနော်ဘယ်သူမှအပြစ်တင်စရာမရှိဘူးယာတိတံဝပတေဘီဇံတာတိတံဟရတေဖလံကိုစိုက်တဲ့မျိုးစိတ်နဲ့တူတဲ့အသီးကိုပြန်စား